ဒါပါလေဒါမင်္ဂလာဥက္ကဋ္ဌဖြစ်ပါတယ်ဘုမတောင်းတာတော်လေးမှာကျွန်တော်မျိုးဝချရပါကိုကြီးခင်ရုပ်တဲ့မရတာမရှိလို့ပြောရအောင်ဟဲ့တောင်းတာပါကပါရှက်တယ်မိလာပါကပါတော်လေမတော်ပြောတဲ့ခဏနေနော်ရောက်တယ်ဒီတော့တရားတွေရောက်တောင်းသားသားတွေပဲဘာတက်နေရလဲဟိုးဒါမလို့စခါလားဘာတက်နေရလဲဂျမီကျော်ဖြစ်ပါတယ် တဲကုန်မယ်နော် ရှောင်းလို့ရောက်တန်လွဲပွဲကိုရှောင်းပြီးတော့တန်လွဲပွဲဒီဒီကိုရှောင်းလို့ဒီဒီကိုရှောင်းဟိုတော့ဝဲအောင်ပါဒီဒီနဲ့စောင်းနေရရတယ် ဆိုရင်တောင်းတာပါကပါဖေဒီလာပါကပါဒီပြောရှက်တယ်ကွာ ဒီဆို ဟေးဒါလာရောက်မင်းတို့တောင်းတာဟုတ်တို့ရောက် ဘာလို့လဲရော တောင်းတာမင်းလောက်ခိဆိုဒါလာရောက်ရှိုးလိုက်အောင်နော်ရှိုးလိုက်အောင်နေတော့ရှိုးလိုက်အောင်နော်တိုင်းတို့ ရောက်တယ်